ဘဝမှာဘယ်သူမှသာဝရအစဉ်ပြေနေတာလို့မရှိဘူးမြတ်စွာဘုရားတောင်မှအစဉ်မပြေတဲ့အခါရှိစောမစားရတဲ့အခါရှိတယ်မကောင်းတဲ့အစားအစာတွေနဲ့မြတ်တာနေရတဲ့အခါမျိုးရှိတယ်လူတို့ရဲ့ကြီးညိုလေးစားမှုကြိုးစုံမှုကိုခံရတဲ့အခါရှိတယ်လို့ကြုံတဲ့လူတွေရဲ့ဆဲရေးတိုင်းထွာမှုချင်းချောက်ခံရမှုဆိုတာတွေလည်းပဲကြုံရတာမြတ်စွာဘုရားကိုယ်တိုင်ကိုယ်အစင်မပြေမှုတွေနဲ့ဘဝမှာကြုံတွေ့အဲ့ဒီအစင်မပြေမှုတွေဘဝကပေးတဲ့ဖန်တီးတဲ့ဒုက္ခတွေလာဖြစ်လို့ဘာနဲ့ဖြတ်ကျော်လို့ဆိုတိခဏချင်းခွင့်လွှတ်ခြင်းနဲ့ပဲဖြတ်ကျော်တခါတော့မြတ်စွာဘုရားမိန့်ကြားခဲ့တဲ့စကားလေးဟာဘုန်းကြီးတို့တွေမှတ်သားပြီးတော့လိုက်နာစရာကောင်းတာအဟနာကောဝသင်္ကမေသဗ္ဗတောပဋိတံတရအတိဝါကျံတိတိခိတံဒုတိလောဟိဘောဇနောဆိုတာငါဟာစစ်ပွဲဝင်တဲ့စစ်မျက်နှာရှေ့တန်းမှာဒီရှေ့တန်းကထွက်ပြီးတော့တိုက်ရတဲ့ဆင်မြောင်ကြီးတို့ပဲစစ်ပွဲမှာရှေ့တန်းကနေပြီးတော့ထွက်ရတဲ့ဆင်မြောင်ကြီးတို့သဗ္ဗတောပဋိတံတရဟောဒီကနေပြစ်လိုက်တဲ့မြားတံတွေလှမ်းနေမြားတွေအဝေးကပြစ်လိုက်တဲ့အရာတွေဟာဆင်ရဲ့ကိုယ်ပေါ်မှာလာကြလာတယ်အများကြီးပဲနော်ဆင်းရဲခန္ဓာကိုယ်ပေါ်မှာလာဆိုင်တယ်အဟနာကောဝသင်္ကမေသဗ္ဗတောပဋိတံတရံအဲ့ဒီလိုခန္ဓာကိုယ်ပေါ်ရောက်ရှိလာတဲ့စုဝေလာတဲ့လေးတံမြားတံအဲ့ဓာတွေကိုသိခံတယ်အောက်ဤသိခံပြီးလောရမယ့်အလုပ်ကိုဆက်လုပ်တယ်နောက်မဆုံးဘူးအတိဝါကျံတိတိခိတံလူတွေရဲ့စော်ကားမော်ကားပြောဆိုတဲ့စကားတွေကိုငါသိခံတယ်သိခံမယ်ဘာကြောင့်လို့ဆိုရင်ဒုတိလောဟိဝဟုစနောလောကလူအများစုကကိုချင်းတရားမကောင်းကြဘူးကိုချင်းတရားမကောင်းတဲ့လူတွေခြားတယ်မှာသိခံခြင်းမှတပါးတခြားလုပ်စရာမရှိဘူးအော်ဤသိခံတယ်စစ်တိုက်နေတယ်ဆိုတာဟာပန်းမွဲ့နဲ့ပေါက်ခံရတာမဟုတ်ဘူးလက်နဲ့ထုခံမှာဖြစ်တယ်